စိတ်ဆိုတာနှစ်ခုပြူဘယ်တော့မှမဖြစ်ဘူးလို့နှစ်စိတ်မဖြစ်ဘူးလို့ပြောတယ်တစ်စိတ်ချင်းပဲသွားတယ်လူတွေဟာအသက်ရှင်နေတာတစ်စိတ်ထဲနဲ့ပဲအသက်ရှင်တယ်တစ်စိတ်ဆိုတာဘာကိုပြောတာတော့ဆိုစိတ်တစ်ခုရဲ့တက်တန်းဟာအလုံးကိုတိုးတယ်ဖြစ်ပြက်ဆိုပြီးတော့သွားတာလေဖြစ်ချင်းပြက်ချင်းနှစ်ခုတည်းပဲဒါမို့စိတ်တရမိုက်လို့ဆိုရရမိုက်ကျမ်းမှာအဘိဓမ္မာခုနှစ်ကျမ်းထဲမှာပါတယ်ရမိုက်ကျမ်းထဲမှာဥပခဏနဲ့ဘင်ခဏနှစ်မျိုးတည်းကိုသာဟောလို့စိတ်မှာထိကဏမရှိဘူးဆိုတဲ့အယူဆတရားတောင်ပေါ်လာခဲ့ဘူးလေဒါကတော့မြန်လွန်အကြည့်လို့ပြောတာနော်ထိကဏမရှိဘူးလို့ပြောတာမဟုတ်ဖြစ်တည်ပြက်ဆိုတာတည်တာဟာမတရားသလောက်ဖြစ်တယ်ဖြစ်တယ်ပြက်တယ်ဒီနှစ်ခုပဲတွေ့လျရလို့အလွန်လျှင်မြန်တယ်အဲ့ဒီစိတ်တစ်ခုဟာဖြစ်ပြီးပြက်သွားတယ်ပြီးတော့မှနောက်စိတ်တစ်ခုဖြစ်တယ်ရှေ့စိတ်တစ်ခုပြက်ဖြစ်ပြီးပြက်သွားမှနောက်စိတ်တစ်ခုဖြစ်နိုင်တယ်ဒါကြောင့်မလို့ mental process ဆိုတဲ့ဝိသိစိတ်တွေဟာရှေ့စိတ်ချုပ်မှနောက်စိတ်ကချုပ်ဖြစ်လို့ရတယ်ဒါမို့ပဋ္ဌာန်းဆက်လေးပစ္စည်းတွေမှာနတ္ထိပစ္စယောဝိကတပစ္စယောလို့ခေါ်တာလေဒီစိတ်နဲ့ပတ်သက်လာတဲ့အခါနတ္ထိပစ္စယောလုံးဝမရှိမှခြေစွပြုတယ်ဝိကတပစ္စယောလုံးဝကင်းပြတ်သွားမှခြေစွပြုတာအဲ့တော့ရှေ့စိတ်ချုပ်သွားမှနောက်စိတ်ဆိုဖြစ်ခွင့်ရတယ်အဲ့ဒါတင်လားလို့ဆိုအခုဘုန်းကြီးတို့တရားဟောနေတဲ့အတန်ပဲချိလေရှေ့ကအတန်ချုပ်မှနောက်ကအတန်ပေါ်တာနှိုးဆိုလုံးထွေးကုန်မှာပေါ့ဒီအတန်တွေလည်းချုပ်ပြောက်နေတာဆိုတာထင်ရှားတယ်လေရှေ့ကအတန်လေးတစ်ခုဖြုတ်ွယ်သွားမှနောက်အတန်ကထွက်လို့ရတာအဲ့ဒီတိုင်းပဲဧကစရံတစ်ခုပြီးမှတစ်ခုဖြစ်လို့ရှိတယ်တစ်ခုတည်းသာဖြစ်တယ်စိတ်နှစ်ခုပြိုင်လို့ဖြစ်တယ်ဆိုတော့ဘယ်တော့မှမရှိဘူးဒါမြတ်စွာဘုရားဟောကြားတဲ့အဘိဓမ္မာရဲ့စိတ်ရဲ့သဘာဝဝေးလံတဲ့အာယုံကိုရယူနိုင်သောကြောင့်အဝေးကိုသွားရတယ်သွားတဲ့အခါမှာလည်းပဲတစ်ခုတည်းသာတူတည်းသာသွားလိရှိတယ်ဧကစရအတ္တရိဒစိတ်မှာဘောဓိမရှိဘူးဆိုတာရှုပ်ပုံလွှာမရှိဘူးစိတ်မှာပုံရိပ်မရှိဘူးလို့ဆိုလို့အတ္တရိဒပုံပန်းတန်တန်မရှိဘူးဒါဟုတ်စိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်လို့ပြောကြရတော့လေပုံပန်းတန်တန်နဲ့ရှာတွေ့တာမဟုတ်ဘူးပုံပန်းတန်တန်နဲ့ရှိတာမဟုတ်ဘူးစိတ်ဟာတရံကင်းမဲ့တယ်လို့သူဆိုတယ်ခုဟာတရံစိတ်ဟာသူဖြစ်ရဌာနသူ့ရဲ့အောင်းနေဆိုတဲ့အထိပ္ပယ်နဲ့သုံးတာဟရိယဝတ္ထုလို့ခေါ်တဲ့မာပုတ်လင်ဟရိယဝတ္ထုဆိုတဲ့ကိန်းအောင်ရနေရာရှိတယ်အဲ့တော့ဒါလည်းတင်စားပြီးတော့သုံးတာလို့ပြောတာစိတ်ဖြစ်တဲ့နေရာလို့ဆိုလို့လေစိတ်ကရှင်ကြိုင်ထဲမှာအောင်းနေတာဒီလိုတော့မဟုတ်ဘူးဝိညာဏပဋိစ္စသမုပ္ပါဒ်ဆိုတဲ့အတိုင်း